တနိုင်ငံနဲ့ဖြစ်ခဲ့တဲ့ကိုရီးယားဟာဘာကြောင့်ဒီနေ့မှာတောင်နှင်းမြောက်ဆိုပြီးတော့ကွဲသွားရတာလဲဒါဟာတာမန်နယ်နိမိတ်သတ်မှတ်မှုမဟုတ်ဘူးအဲ့ဒီနောက်ကွယ်မှာစစ်ပွဲတစ်ခုရှိတယ်ပြီးတော့အဲ့ဒီစစ်ပွဲရဲ့ဂျိုးဆက်တွေဟာဒီကနေ့ထိမပြီးဆုံးသေးပါဘူးကျွန်တော်တို့ဒီအကြောင်းကိုနားလည်ဖို့ဒုတိယကမ္ဘာစစ်ပြီးတဲ့အချိန်ကိုပြန်ကြည့်ရပါမယ်အဲ့ဒီအချိန်မှာကိုရီးယားဟာ Japanese Occupation of Korea ဆိုတဲ့အောက်မှာနှစ်ပေါင်းများစွာနေခဲ့ရပါတယ်1945ခုနှစ်မှာဂျပန်စစ်ရှုံးပြီးတဲ့နောက်ကိုရီးယားဟာလွတ်လပ်လာခဲ့ပြီးမြဲလေပြဿနာအသစ်တစ်ခုဟာစတင်လာခဲ့ပါတယ်အင်အားကြီးနိုင်ငံနှစ်ခုဝင်လာတဲ့မြောက်ဘက်မှာဆိုဗီယက်ယူနီယံနဲ့တောင်ဘက်မှာအမေရိကန်သူတို့ကကိုရီးယားကို38ဒီဂရီလိုင်းတိုင်းယာယီဆိုပြီးတော့နှစ်ပိုင်းခွဲလိုက်ကြတယ်ဒါပေမဲ့အဲ့ဒီယာယီကတဖြည်းဖြည်းနဲ့အမြဲတမ်းဖြစ်သွားခဲ့တယ်။မြောက်ဘက်မှာကွန်မြူနစ်စနစ်နဲ့တောင်ဘက်မှာဒီမိုကရေစီစနစ်ဖြစ်လာတယ်။ခေါင်းဆောင်တွေကလည်းမတူကြဘူး။ခင်မီဆုံးနဲ့ဤဆုံးမှန်တစ်ဖက်စလုံးကကိုယ်နိုင်ငံကိုတနိုင်ငံနဲ့ဖြစ်အောင်ပြန်ပေါင်းချင်ကြတယ်။ဒါပေမဲ့ပေါင်းချင်တဲ့နည်းလမ်းကတော့မတူကြဘူး။အဲ့ဒါကလည်းစစ်ပွဲဖြစ်ရတဲ့အဓိကအကြောင်းရင်းဖြစ်လာခဲ့ပါတယ်။1950ခုနှစ်ဇွန်လမှာမြောက်ကိုရီးယားကတောင်ကိုရီးယားကိုဝင်ရောက်တိုက်ခိုက်တယ်။ဒီလိုနဲ့ပဲစစ်ပွဲစတင်လာခဲ့တယ်။မြောက်ဘက်မှာစစ်အင်အားပိုကြီးပြီးတော့တောင်ဘက်ကိုညံဆန်းဆန်းနဲ့ပဲကြော်ဖြတ်လာတယ်။တောင်ကိုရီးယားနိုင်ငံဟာအလုံးစုံပျက်စီးတော့မယ်လို့ထင်ရတဲ့အထိဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အခြေအနေပြောင်းသွားတယ်။တောင်ကိုရီးယားဘက်က United Nations ကဝင်ကူညီတယ်။အထူးသဖြင့် American စစ်တပ်တွေဝင်ရောက်လာခဲ့တယ်။ဗိုလ်ချုပ် Marsh Arthur ကအင်ချွန်းမှာမျှော်လင့်ထားတဲ့တိုက်ခိုက်မှုကိုလုပ်တယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်ပဲစစ်ပွဲရဲ့လှည့်ကွက်ပြောင်းသွားခဲ့တယ်။မြောက်ကိုရီးယားကိုပြန်တွန်းလှန်နိုင်ခဲ့တယ်။ဒါပေမဲ့စစ်ပွဲကမပြီးသေးဘူး။မြောက်ဘက်ကိုတရုတ်ကဝင်ကူညီတယ်။တရုတ်စစ်တပ်ဝင်လာပြီးတဲ့နောက်မှာစစ်ပွဲဟာပိုပြီးတော့ပြင်းထန်လာခဲ့တယ်။တောင်ဘက်ကိုပြန်ပြီးတော့တိုက်ထုတ်ခံရတယ်။အဲ့ဒီချိန်မှာပဲစစ်ပွဲဟာအဆုံးမမြင်နိုင်တဲ့အခြေအနေကြီးဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘယ်ဘက်မှအနိုင်မရတော့ဘဲနဲ့38ဒီဂရီလိုင်းနာမှာပဲအပြန်လန်တိုက်နေတဲ့အခြေအနေဖြစ်သွားတယ်။ဒီဟာကိုမနိုင်မရှုံးအခြေအနေလို့ခေါ်တယ်။ဒီစစ်ပွဲကြောင့်လူတန်းပေါင်းများစွာတိတ်ဆုံးခဲ့တဲ့မြို့တွေပျက်စီးခဲ့ကြရတယ်။အရေးကြီးဆုံးကတော့မိသားစုတွေချင်းချင်းပွဲကွာခဲ့ကြရတယ်။ဒီကနေ့ထိမြောက်ကိုရီးယားနဲ့တောင်ကိုရီးယားကို DMZ လို့ခေါ်တဲ့ Demilitarized Zone နေဆက်တစ်ခုအနေနဲ့ခွဲခြားထားပါတယ်ဒီစစ်ပွဲကြောင့်လူတန်းပေါင်းများစွာတိတ်ဆုံးခဲ့တဲ့မြို့တွေပျက်စီးခဲ့ကြရတယ်အရေးကြီးဆုံးကတော့မိသားစုတွေချင်းချင်းပွဲကွာခဲ့ကြရတယ်ဒီကနေ့ထိမြောက်ကိုရီးယားနဲ့တောင်ကိုရီးယားကို DMZ လို့ခေါ်တဲ့ Demilitarized Zone နေဆက်တစ်ခုအနေနဲ့ခွဲခြားထားပါတယ်ဒီသမိုင်းကတင်ပေးတာကနိုင်ငံရေးနဲ့အာဏာပြိုင်ဆိုင်